နာမလိမ္မာသမျှယုတ်ကတော့ဖန်ဖန်ထထနာအောင်မယ်နာမလိမ္မာယုတ်နာတတ်တယ်မဟုတ်လားနာလိမ္မာမှာယုတ်သက်တာမယ်နာမအေးယုတ်ကခွေးဖြစ်အောင်မယ်တိရစ္ဆာန်ဘဝရောက်အောင်မယ်ခေါင်းအမျိုးမျိုးပြောင်းရအောင်မယ်လူကောင်းပြောင်းလိုက်နတ်ကောင်းပြောင်းတိရစ္ဆာန်ကောင်းပြိတ္တာအသူတကယ်ကောင်းပြောင်းလိုက်ဟုတ်ကဲ့လားခေါင်းအမျိုးမျိုးပြောင်းနေရခြင်းသည်ဘာကိုမဆုံးမလို့စိတ်တေနနိယတိလောကမှာစိတ်ကဆောင်းတယ်မို့လားဘယ်သူကဆောင်းတယ်နေရာတိုင်းမှာစိတ်ကဲရောက်ရတော့တတိထားကြည့်လှုပ်ရှင်လာတဲ့မလှုပ်ရှင်လှုပ်ရှင်တာလဲစိတ်ပဲမလှုပ်ရှင်တာလဲစိတ်ပဲကိလေသာနဲ့ကပ်နေတဲ့စိတ်ကလှုပ်မယ်ရွှေ့မယ်ပြောင်းမယ်ကိလေသာမကပ်တဲ့စိတ်ကမလှုပ်မရွှေ့မပြောင်းဘူးနားလည်ပြီနော်လှုပ်ရွှေ့နေတာပြောင်းလဲနေတာဒီဘာကပ်နေလို့ဘယ်လောက်ပဲဒီရတရားစကားတွေပြောယောဂီတို့အမှတ်ထားလိုက်ဝရိယတင်းလိုက်မကြောက်ကောဆောင်းတယ်ဘာဖြစ်နေလို့ဘာကိလေသာတို့မောဟမနေ့တုန်းကဩဝါဒဘေဟိုဘက်ကတက္ကမတရားဟောက်တာဒီကလှမ်းပြောလဲမကြောက်ဘူးသွားပြီးတော့မိုက်နဲ့ခေါင်းကိုထုလိုက်တော့မှခေါင်းထောင်လာဟိုဘက်ကသီလရှင်တော်ဘာနှစ်ဖူးထုလိုက်တော့မှမိုက်ကင်ထုလိုက်တော့မှခေါင်းထောင်လာအာလူတိပေါ်ရှောင်းမယ်ဟောက်ရဲ့ဟောက်ငိုက်ရဲ့ငိုက်ဦးစင်းလေးကြတော့နည်းနည်းချော့ပေါ့လှုပ်ရှင်လုံးမယ်ဘုန်းကြီးကမချော့ပေါ့ဘူးမှသေးခွင်းတွေကတပုံကြီးပုံထားပြီအဆင်ပြေမယ်ဟုတ်လားတခါနှစ်ခါပြောလို့မရတော့အဲ့ဒါသေးခွင်းနဲ့ကိုသေးခွင်းယောဂီတော့ဖြစ်တော့မှာပဲအခုကတော့မိုက်နဲ့ထုတဲ့ယောဂီအထုခံယောဂီဖြစ်နောက်တစ်ချိန်နောက်ထုလိုက်တော့နောက်တစ်ခေါက်ထုကြလို့အတန်ကြတိုင်းဆိုငိုက်ဖို့ကြံလာယောဂီဆိုကောင်းထောင်လာအခြေအနေကောင်းလာတယ်တစ်ခါနှစ်ခါလောက်ထုလိုက်တော့အဆင်ပြေသွားမှာပါဟုတ်ကဲ့လားစိတ်ကလေးပါတတိမထားလို့နော်ဘာမထားလို့အနာကရက်ပြောတာတော့မှပဲမကြောက်ဘူးအော်ပါတယ်မတ်တရက်ပြီးအနာမှာပြောလို့ယောဂီမတ်ဒီလွဲနေပြီရှူအဲ့လိုကောင်းလို့ရှိတယ်တော်တော်အိပ်ပြက်လာတဲ့သွားဟုတ်လားအိမ်မှာတော်တော်အိပ်ပြက်လာတာဘာဒီအဲ့တလောက်ထိလှုပ်နေမဟုတ်သီလရှင်အိပ်ပြက်တာအော်ပါတယ်လူတွေဆိုတော့ကိစ္စဝိစ္စများလို့တော်သည်အဲ့ဒါအရင်မှာစိတ်ကလေးဘုန်းကြီးပြောတာစိတ်ကိုပြောတာနော်စိတ်ကလေးကိုတတိထားပေးဖို့အလနံရခန္တောပဏပရရခတိအတဏမိမိရဲ့စိတ်တန်စိတ်ကလေးကိုရခန္တောစောင့်ချောက်ပြီးတော့နေသောပုဂ္ဂိုလ်သည်ပရံသူရဘကိုလည်းရခန္တိသူရဘဆုံးမကိုနားထောင်တဲ့ပုဂ္ဂိုလ်ပဲပရံသူရဘတို့ရဲ့ရခန္တောပရမန္တပရံသူရဘုဒ္ဓဟောပေါ်ညွန်ပြသောစကားလုံးကိုရခန္တောစောင့်ချောက်နေတဲ့ပုဂ္ဂိုလ်သည်အတဏမိမိကိုရကတိစောင့်ချောက်သောပုဂ္ဂိုလ်မိမိကိုယ်မိမိစောင့်ချောက်ရသောလို့ဟုတ်ကဲ့လားသူတစ်ပါးကတတိပေးလိုက်သည်ရှိသောတတိပေးလျင်သိစေခြင်းအတိလေးပြီးယောဂီတတိထားပါဆိုချက်ချင်းပြင်နိုင်ရမယ်သောဝဇတတာဆုံးမလွယ်သောပုဂ္ဂိုလ်သည်တရားရလွယ်တယ်တဲ့ဆုံးမလွယ်တဲ့ပုဂ္ဂိုလ်သည်ဘာဖြစ်တယ်ဆုံးမရခက်တဲ့ပုဂ္ဂိုလ်သည်တရားရဖို့ခက်တယ်